ကကားတို့တဲ့ရာသီစားတမူးလက်ရေးလေးတွေလာပြီနော်တမူးလက်ရေး2မီတာလေးတွေပါရှင်စေးသားနှစ်ဖက်ပေါက်လေးမူးလက်ရေးလေးတွေပါကာလာလိုင်းလေးတွေကတော့သူကမျိုးစုံပေါ့နော်ဒီဇိုင်းလည်းမျိုးစုံဒီဇိုင်းလေးတွေကလည်းမျိုးစုံမှာသူကဒီလိုအနားလေးတွေနဲ့ပေါ့နော်အောက်ကကျတော့ဒူးနာအမိတ်ကလေးတွေပါရဲ့ရှင်ဒီလိုဒူးနာမိတ်ကလေးပေါ့အပေါ်ဘက်ကကျတော့သူကဒီလိုအပွင့်ခက်လေးနော်ဒီဇိုင်းမျိုးစုံပဲနော်ဒါလေးဆိုလို့ရှိရင်မြင်းကြီးအောင်လေးနော်ပြီးရင်ဒီဟာလေးကကျတော့သူကဘယ်ကထုတ်တာလဲဆိုလို့ရှိရင် MA ကုမ္ပဏီကနေထုတ်တာနော် MA ကုမ္ပဏီကနေထုတ်တာပါအိန္ဒိယကနေလာတာပါရှင်နော်အိန္ဒိယတမူးလေးစစ်နော် handmade အစ်စ်ကို premium quality နဲ့လာမယ်ဒီလား original cotton နော် premium quality လုံးဝ100%ချီတာစစ်လေးပါရှင်ဒါလေးကတော့အေးအေးလေးတွေချွေးလဲဆိုတဲ့အားလုံးပြည့်ရတာဒါလေးဆိုရင်အပြာလေးဒီဒူးနာမိတ်လေးဆိုအကျယ်ကြီးပဲနော်လှတယ်နော်အပေါ်ကကျတော့ပြောင်းရှင်ပြီးတော့ဒီဇိုင်းမျိုးစုံလာမယ်ရှင်နော်ဒါလေးတွေကိုပေးမဲ့ဈေးလေး2မီတာဖြစ်တဲ့အတွက်ကြောင့်မို့လို့နှစ်ခိုက်တစ်မိုက်ကြော်ပါပေါ့နော်နှစ်ခိုက်ခွေးအေးလောက်ပါရှင်နော်ပင်ပင်ဝဝလို့ရပါတယ်ဒါလေးတွေကိုပေးမဲ့ဈေးရတော့တကွင်းချင်းဆို2000ခွဲပေါ့နော်နှစ်ကွင်းယူမယ်ဆိုလို့ရှိရင်တော့ delivery ပေးမှာပါရှင်အဲ့ဒါ delivery တွေက10ရက်နေ့ကိုနောက်ဆုံးပိတ်မှာဆိုတော့တကယ်လို့တကြံအမီလိုချင်တဲ့သူကတော့9ရက်6ရက်နောက်ဆုံးထားပြီးဝယ်ပေးမှာကိုရှင်တော့ဒီ9ရက်6ရက်နောက်ဆုံးထားပြီးတော့မှယူပေးပါရှင်အဲ့ဒါမှကိုရှင်တကြံအမီလေးရောက်မှာပါကလေးဆိုလို့ရှိရင်သူကဟွာပေါ့အသားရောင်လေးပေါ့နော်အသားရောင်လို့မျိုးရောင်လေး coffee ရောင်လို့မျိုး coffee တော့မဟုတ်အသားရောင်လို့မျိုးလေးနော်ဒါလေးကအစိမ်းလေးနဲ့အနက်ကလေးနော်ဒီလိုမိတ်ကလေးအောက်မိတ်လေးပါနော်ဒါမျိုးလေးနော်ဒီလိုအပေါ်ကပြောင်းရှင်းလေးကြိုက်လေပြောင်းရှင်းလေးယူပေါ့နော်အောက်ကအမိတ်ကတော့ဒီလိုမျိုးလေးကြီးကြီးလေးပေါ့နော်အပေါ်ကပြောင်းလေးကြတော့ဒီမှာကျတော့အပေါ်ကနည်းနည်းရှုပ်တယ်ဆိုလို့ရှိရင်သူအောက်မိတ်ကလေးကဒီဒီလိုင်းနဲ့ပါမယ်ပေါ့နော်ကာလာလေးတွေလိုလေးပဲပြပါမယ်နော်မြန်မြန်လေးနော်ဗီဒီယိုကမင်းနဲ့မို့လို့ဒီကြလို့ရှိရင် Viber နဲ့ CB မှာတစ်ထည့်ချင်းစီအသေးစိတ်ကိုပြပေးပါမယ်ရှင်တနည်းပါးရီနင်းကြပန်ရောက်တဲ့မျိုးတွေကိုနော်ပင်ရောင်းဝေချင်ရပါတယ်ရှင်ဒါလေးကတော့ chocolate ရောင်လေးနော်ဒါလေးကတော့အပြာလေးပါရှင်နှစ်ပြာလေးပေါ့နော်နှစ်ပြာလေးနည်းနည်းပြာလေးနော်သွေးကြောလေးတွေတိုက်တယ်ဆိုလို့ရှိရင်လည်းသွေးကြောလေးတွေဒါကတော့ तू ကတမီတစ်စိမ့်ပေါ့နော်တစ်စိမ့်လေးကတော့အစုံပေါ့ဒီဇိုင်းလေးတွေလည်းအစုံပဲနော်စိုက်တာလေးယူပါလက်ချန်လေးတွေအကုန်ဖြတ်ပေးလိုက်ပါမယ်ဒါလေးတွေကတန်ပါတယ်ရှင်တကွင်း2000ခွဲနှစ်ကွင်းဆိုလို့ရှိရင် delivery ဆိုလို့ရှိရင် delivery 9000နှုန်းလိုက်4000ခွဲပဲကြာမှာ1000ကျော်ပဲကြာမှာနော်10ကွင်းသေးတောင်2000ကျော်နေပြီနော်မြန်လေးလာထားပါရှင်ဘာဖြစ်လို့လဲဆိုတော့ delivery လည်းပေးမှာဆိုတော့လေဒီ9ရက်6ရက်နေ့မတိုင်ခင်ယူပါရှင်ဒီနေ့တောင်မှ3ရက်နေ့ရောက်နေပြီရှင်နော်ဒီဟာလေးတွေနော်ဒါလေးပါပဲရှင်ဒါလေးကတော့နင်းသုံးလုံးတစ်ခုပါမယ်နော်ဒီလိုအစင်လေးပေါ့သူကတော့ရှိတ်လေးလေးပေါ့နော်ဒီလိုမို့လေးပေါ့နော်မို့လေးဒီဟာလေးတစ်ထည့်ပဲဒါတော့တစ်ထည့်ပဲရတော့မှဒီဒီဇိုင်းလေးကနော်ဒါလေးတစ်ထည့်ရမယ်ဒီဒါသွေးကြောလေးတွေရမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်